logo တစ်ခုရှိုံနဲ့မိတ်ဆွေလုပ်ငန်းကလူတွေကြားထဲမှာနာမည်ကြီးသွားပြီလို့ထင်နေတာလားတကယ်တော့အဲ့ဒါကရေကတောင်းရဲ့ထိပ်ဖြတ်လေးတစ်ခုပါပဲ brand identity နဲ့ visual identity ကွာခြားချက်ကိုမသိပဲ design ဆွဲနေရင်မိတ်ဆွေရဲ့ marketing budget တွေကအလဟတဖြစ်သွားနိုင်ပါတယ် brand identity နဲ့ visual identity တွေကဘာတွေလဲဘယ်ချိန်မှာသုံးရမှာလဲဒီနေ့ဗီဒီယိုမှာအကုန်လုံးပြောပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ကတော့ဒါကျဖြစ်ပါတယ် Pixel Pioneer Studio ကနေ graphic design branding and digital marketing service တွေကိုပေးနေတာဖြစ်ပါတယ်လူတော်တော်များများက brand identity နဲ့ visual identity ကိုတစ်ခုတည်းလို့ထင်နေကြတယ်တကယ်တော့တစ်ခုတည်းမဟုတ်ပါဘူးအယူရှင်းဆုံးဥပမာအနေနဲ့ပြောရရင် brand identity ဆိုတာလူတစ်ယောက်ရဲ့စိတ်နဲ့စိတ်ထားနဲ့အရင်ရှင်းဖြစ်ပြီး visual identity ကတော့အဲ့ဒီလူရဲ့ဝတ်စားစင်းရင်ပုံနဲ့ရုပ်ရည်ဖြစ်ပါတယ်ပထမဆုံး brand identity အကြောင်းပြောရအောင်ဒါကလုပ်ငန်းတစ်ခုရဲ့အတွင်းပိုင်း DNA လို့ပြောလို့ရပါတယ် brand identity မှာဘာတွေပါဝင်မလဲဆိုတာကြည့်လိုက်အောင်ပထမဆုံးအနေနဲ့ mission vision value brand voice brand tone target audience စတာတွေအများကြီးပါဝင်တာဖြစ်ပါတယ် branding service ပေးတဲ့အခါ client တယောက်ကကျွန်တော်လုပ်ငန်းကိုလူယုံကြည်မှုရစေချင်တယ်လို့ပြောလာရင်ကျွန်တော်တို့က virtual မဆွဲခင်သူတို့ရဲ့ brand identity strategy တစ်ခုကိုအရင်ရှာရမှာဖြစ်ပါတယ် marketing မှာလူတွေက logic ကြောင့်ဝယ်တာထက် emotion ကြောင့်ဝယ်တာပိုများတဲ့အတွက် brand identity ကလူတွေရဲ့ emotion ကိုထိန်းချုပ်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့ visual identity ပါဒါကတော့ brand identity တစ်ခုလုံးကိုရုပ်လုံးဖော်ပေးလိုက်တာဖြစ်ပါတယ်လူတွေမြင်ရတဲ့အစိတ်ပိုင်းတွေပေါ့ဥပမာအနေနဲ့logo color pattern တွေ typography တွေ design pattern တွေစတာတွေပေါ့ဥပမာအနေနဲ့မိတ်ဆွေ brand ရဲ့ identity က eco friendly ဖြစ်တယ်ဆိုရင် virtual identity မှာအစိတ်ရောင်တွေတဘာဝပုံရိပ်တွေတဘာဝနဲ့သက်ဆိုင်တဲ့အရာတွေကိုသုံးပြရမှာဖြစ်ပါတယ် design ဆွဲတဲ့အခါမှာလည်းတဘာဝနဲ့ပတ်သက်ပြီးတော့ eco friendly ဖြစ်တဲ့အရာတွေ element တွေအဲ့လိုမျိုးစဉ်းစားပြီးတော့ထည့်ရမှာဖြစ်ပါတယ်အကယ်၍ brand identity ကမခိုင်မာရင် virtual ပိုင်းမှာအရာတွေလွဲကုန်ပြီး marketing လုပ်တဲ့အခါမှာ customer တွေကချွတ်ထွေးသွားပါလိမ့်မယ်ဘယ်ချိန်မှာဘယ်ဟာကိုသုံးမှာလဲဘယ်ဟာကပိုအရေးကြီးတာလဲတကယ်တော့ brand identity က strategy တစ်ခုဖြစ်ပြီး virtual identity ကတော့အဲ့ဒီ strategy ကိုအကောင့်ထဲ for ပေးတဲ့ tools ပါလုပ်ငန်းတစ်ခုစတော့မှဆိုရင်မိတ်ဆွေမှာ brand identity strategy ရှိဖို့အရင်လိုအပ်ပါတယ်မိတ်ဆွေရည်ရွယ်ချက်နဲ့ message ကိုအရင်သတ်မှတ်ပါမိတ်ဆွေရဲ့ product ကပါလဲဘယ်သူကိုရောင်းမှာလဲ market ထဲမှာဘယ် problem ကို solve လုပ်ပေးမှာလဲစတာတွေကိုအရင်သတ်မှတ်ပြီးမှ target audience ရေးပါ allocation စတာတွေအများကြီးစဉ်းစားရမှာဖြစ်ပါတယ်ပြီးမှအဲ့ဒီ message တွေကိုပရိသတ်စီပို့ဖို့အတွက် virtual identity ကိုတည်ဆောက်ရတာဖြစ်ပါတယ်ကျွန်တော်တို့ digital marketing လုပ်တဲ့အခါမှာလည်းဒီနှစ်ခုစလုံးက consistency ရှိဖို့လိုအပ်ပါတယ် Facebook မှာတင်တဲ့ပုံတွေကတစ်မျိုးကိုယ့်ရဲ့ website မှာတင်ထားတဲ့ပုံကတစ်မျိုး font တွေကတစ်မျိုး color pattern တွေကတစ်မျိုးဖြစ်နေရင်လူတွေကတင့်ကိုယုံကြည်မှာမဟုတ်ပါဘူးဒီနေ့ချုပ်ရရင် virtual identity ဆိုတာ brand identity ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီးတော့မတူညီတဲ့အရာနှစ်ခုကိုတပြိုင်တည်းမှန်မှန်ကန်ကန်သုံးသပ်မှသာမိတ်ဆွေရဲ့ brand က secret ထက်မှနေရာရမှာဖြစ်ပါတယ် brand strategy လိုအပ်တာဖြစ်ဖြစ်ထိရောက်တဲ့ graphic design နဲ့ digital marketing ဝန်ဆောင်မှုတွေလိုအပ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ Pixel Pioneer Studio ကဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေတဲ့အကျိုးရှိတယ်ဆိုရင် like and share လုပ်ပေးဖို့မမေ့နဲ့အောင်တော့ပြီးတော့မရှင်းတာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ